အားလုံးပဲမင်္ဂလာပါရှင်အသက်30ကျော်မှမင်္ဂလာဆောင်ပါဆိုတဲ့မေလာတန်စင်မင်္ဂလာပါပရိသတ်ကြီးအသက်ချိုချိုလေးတွေနဲ့တချင်းကောင်းလေးတွေကိုတီးဆိုတဲ့တရုတ်ဆောင်အဆိုတော်မင်းသမီးမေလာတန်စင်ကတော့အသက်30ကျော်မှမင်္ဂလာဆောင်မယ်ဆိုပြီးတော့ပရိသတ်တွေကိုရင်ဖွင့်လိုက်တာပဲဖြစ်ပါတယ်ကာဝါတချင်းတွေကိုတီးဆိုရင်လည်းပရိသတ်တွေရင်ထဲရောက်ရှိလာခဲ့တဲ့အဆိုတော်မေလာတန်စင်ဟာငယ်စဉ်ကလေးကဂီတကိုဝါသနာပါခဲ့ပြီးတော့စန္ဒယာဂီတအစတဲ့ဒုရိယာတွေကိုကိုယ်တိုင်တိကဖျော်ပြလေးရှိသလိုတချင်းတွေကိုရေးဖွင့်နိုင်တဲ့တရေတူဦးလည်းဖြစ်ပါတယ်။အခုလက်ရှိမှာတော့အသက်20ကျော်သားရှိသေးတဲ့မေလာတန်စင်ကချစ်သူထားပြီးအိမ်တော်ပြုဖို့ကတော့လိုသေးတယ်လို့လည်းပရိသတ်တွေကိုရင်ဖွင့်ထားပါသေးတယ်။ဒီနေ့တော့အိမ်တော်ပြုမှာပါ။ဘယ်တော့လဲဆိုတာကိုတော့ပြောဖို့တော့ခက်တယ်။အခုလောလောဆယ်တော့အသက်30ကျော်လောက်မှပဲအိမ်တော်ပြုမယ်လို့စိတ်ကူးထားတယ်လို့လည်းမေလာတန်စင်ကသူမျိုးမှန်းထားတဲ့အချင်းနဲ့အိမ်တော်ရေးအကြောင်းကိုလည်းပရိသတ်တွေကိုဝေမျှထားပါသေးတယ်။တရုတ်ဆောင်အဆိုတော်မေလာတန်စင်ကအနုပညာလောကနဲ့စိမ့်တဲ့သူတယောက်တော့မဟုတ်ပါဘူး။အဆိုတော်မေလာတန်စင်ဟာမြို့ပြည်မှာရုပ်ရှင်ထုတ်လုပ်ရေးရဲ့ဒါရိုက်တာအကယ်ဒမီဦးချန်ထွန်းရဲ့မြေပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့2019ခုနှစ်အတွက်ရုပ်ရှင်ထူးဆန်းစုပေးပွဲမှာပါဝင်ကြမယ်ရွှေကျိုးမောင်မဲအယောက်50ထင်မှာမှအရွေးချယ်ခံရပေမဲ့အဖိုးဖြစ်သူရဲ့ကျန်းမာရေးကြောင့်မေလာတန်စင်ကတင်ဝင်နှုတ်ထွက်ခဲ့ပါသေးတယ်။70 album နဲ့မိကကြိုက်တဲ့ညိုပြညက်တေး album တို့ကိုထွက်ရှိခဲ့တဲ့မေလာတန်စင်ဟာပြန်လဲစမ်းတဲ့နောက်တစ်ခေတ်လို့အမည်ပေးထားတဲ့တေး album ကိုလည်းထွက်ရှိခဲ့ပါတယ်။အဲဒီပြန်လဲစမ်းတဲ့နောက်တစ်ခေတ်လို့အမည်ပေးထားတဲ့တေး album ဟာအဖိုးဖြစ်သူတေးရဲ့စန်းတော်ရာရဲ့မြန်မာတန်စင်တေးသချင်းအဟောင်းတွေကိုပြန်လဲစမ်းတဲ့တည်ဆိုမှုနဲ့အတူထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။အဲဒီခွေထဲမှာပါတဲ့မေလာတန်စင်နဲ့အတူအဆိုတော်အုပ်စုခံပါဝင်တည်ဆိုထားတဲ့ရုံးတော်လွတ်တော်သချင်းကလည်းပရိသတ်တွေကြားမှာရေပန်းစားခဲ့ပါတယ်။အဲ့ဒီအပြင်မေလာတန်စင်ဟာရွှေအဖန်ရဲ့ရေဒီယို17နှစ်ပြည့်ဂီတစုပွဲပွဲမှာတော့ကျောင်းပရဲ့တခြင်းနဲ့ Best Music Video ဆုကိုရရှိခဲ့ပါသေးတယ်။အခုလက်တလုံးမှာတော့မေလာတန်စင်ပါဝင်တရုပ်ဆောင်ထားတဲ့အမွေရုပ်သံဇာတ်လမ်းတွေကိုလည်းပရိသတ်တွေအကြိုက်တွေ့နေတာပဲဖြစ်ပါတယ်။အဲ့ဒီဇာတ်လမ်းတွေထဲမှာတော့ဘီလင်တယောက်အဖြစ်မေလာတန်စင်ရဲ့ပြည်ပြင်းတဲ့တရုပ်ဆောင်မှုတွေကြောင့်လည်းပရိသတ်တွေရဲ့အားပေးမှုတွေကိုရရှိထားသူပါ။တန်စင်ဆိုတဲ့အကိုဖြစ်သူကိုချစ်တဲ့ကာရက်တာကနေပါဝင်ထားတဲ့အမွေမှာကိုယ့်အတော်မုန်းကြတယ်ချင်တူးတွေအောင်မွေနေတဲ့ကောင်မလေးပေါ့တားမိ3ယောက်အမွေမဲ့ထင်ထားကြတာအမွေကအသက်ဆိုတာတီးလိုက်ရချိန်မှာတော့ပရိသတ်ဟာကနေဟင်းကနေဖြစ်သွားကြတယ်ပရိသတ်တွေကဘိုက်ကာရက်တာနဲ့လိုက်တဲပြောကြတယ်ကိုကြည့်ပြီးတော့အမင်ကတ်တယ်တန်စင်တော်ဆိုတဲ့သူ့စားအရန်ပင်ပန်းမိတယ်လို့လေမေလာတန်စင်ကအမွေရုပ်တန်ဇာတ်လမ်းတွေနဲ့ပတ်သက်တဲ့အမတ်တရကိုလည်းပရိသတ်တွေကိုဖွင့်ဟထားပါသေးတယ်အခုလက်ရှိမှာလည်းမေလာတန်စင်ကတေးတစီဇလန်တွေမှာလည်းဂီတာတွေကိုချစ်တဲ့ဂီတာဆိုင်ပိုင်ရှင်ကောင်းမလေးတယောက်တန်စင်ရဲ့အဖြစ်ပြုဆောင်ထားပါသေးတယ်။မေလာတန်စင်ကအခြေအနေပတ်သက်လို့ကတော့အခုလက်ရှိအချိန်ထိချစ်ရမယ့်သူလည်းမတွေ့သေးသလိုချစ်သူလည်းမရှိသေးဘူးလို့လည်းပရိသတ်တွေကိုဇေဘန်ခင်းထားပါသေးတယ်။အသက်22နှစ်ရှိနေပေမဲ့အိမ်မပိုင်သေးလို့တခါမှချစ်သူမထားဘူးသေးဘူး။မိဘတွေကအသက်25နှစ်မှချစ်သူပေးထားမယ်ပြောတယ်။အခုထိတော့ချစ်ရမယ့်သူမတွေ့သေးဘူး။ဘေးနာကတငယ်ချင်းတွေဆိုရင်လည်းတွဲလိုက်ပြက်လိုက်နဲ့တစ္ဆာမရှိတာတွေတွေ့နေရလို့အချီရင်နဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာခေါင်းထဲမှာအလောက်လည်းမရှိသေးဘူး။တရားရောက်ကိုချစ်မိသွားမှကိုလည်းကြောက်နေတယ်။တန်ရုံးစင်ကြည့်တဲ့သူဖြစ်လို့လေအခြားသူကိုချစ်ဖို့ဆိုတာတော်တော်ကြိုးစားယူရမယ်လို့လေမေလာတန်စင်ကသူမရဲ့အခုလက်ရှိအခြေရေးကိုလည်းပရိသတ်တွေကိုပွပွလင်းလင်းပဲပြောထားပါသေးတယ်။တကယ်လို့များချစ်သူထားဖြစ်ခဲ့ရင်တော့သူမကကိုတင်းကပါဆိုပြီးတော့လေမေလာတန်စင်ကပြောထားပါသေးတယ်။မောင်နဲ့ပတ်သက်တဲ့တခြင်းတွေမီနီအဘန်ထုတ်ဖို့စီစဉ်နေတယ်။မောင်တွေပဲစီးလိုက်ဆိုဖို့ရှိပေမဲ့ကိုတင်းကပါကို့အရွယ်နဲ့မောင်သွားကြရင်တကယ်တဲ့အရွယ်ပဲရလိမ့်မယ်လို့လေမေလာတန်စင်ကအရှုံးဖောက်ထားပါသေးတယ်။မေလာတန်စင်ကတော့အဆိုတော်နဲ့တရုတ်ဆောင်အလုပ်တွေကိုမြမြတတလုပ်သွားမယ်လို့လည်းပြောထားပါတယ်။တရုတ်ဆောင်တဲ့အဆိုတော်ကိုမေလာကတော့မြမြတတပဲလုပ်သွားမှာပါ။ပရိသတ်အားပေးတဲ့အပေါ်မူတည်တာပေါ့နော်။မလုပ်တတ်သေးတဲ့အမှုပညာတွေကအများကြီးပါ။ချစ်ရတဲ့ပရိသတ်တွေအားလုံးကိုလည်းကျေးဇူးတင်နေမေလာရဲ့တခြင်းတွေကိုပဲတီးသန့်အားပေးတဲ့ပရိသတ်တွေအတွက်တခြင်းအစ်စ်တွေလည်းထပ်ပြီးတော့ထွက်ဖို့ရှိတယ်။တရုတ်ဆောင်အပိုင်းမှာဆိုရင်လည်းအကောင်းဆုံးစူးစမ်းနေပါတယ်။အားပေးကြပါအောင်ဆိုပြီးတော့လေမေလာတန်စင်ကပြောထားတာပဲဖြစ်ပါတယ်ရှင်။